Hello အားလုံးမင်္ဂလာပါမင်းခန့်ချန်တဲ့ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့စာရေးသူအက်ကစောရေးထားထားသောနိုင်ပြန်တစ်ချက်တီးဆိုတဲ့ဇာတ်လမ်းလေးအကြောင်းကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဒါဆိုရင်စလိုက်ရအောင်ဖိုးမောင်ကြီးဒီညတော့မင်းဂျူတီကြတဲ့ဟိအလုသမားလိုင်းခန်းလေးအတွင်းဦးလေးတောင်ကပြောရင်လိုင်းခန်းအတွင်းသူဝင်လာလေသည်အင်းရှိတွင်မဂ္ဂဇင်းတအုပ်နှင့်နှက်နေသောဖိုးမောင်မှာဦးလေးတောင်ကိုလှမ်းကြည့်လိုက်လေသည်ဦးလေးတောင်ကဖိုးမောင်တို့အင်းရှိအရောက်တွင်ရပ်သွားလေသည်မင်းဒီညမောင်မျိုးနဲ့ဆောင်းရမှာကွာဒါပေမဲ့မောင်မျိုးကမဆောင်ဘူးဆိုပြီးမင်းအတွင်တေးလာထည့်ပေးလိုက်တယ်ဖိုးမောင်ကပြုံးရင်းထိုးတေးလာတန်းကိုယူလိုက်တော်သည်ထို့နောက်နွမ်းဖက်နေသည့်သူ့အကြီးအိတ်ကက်ထဲသို့ထည့်လိုက်တော်သည်ခေတ်ကာလအခြေအနေအရတော်၎င်းယာတီဥဒုအခြေအနေအရတော်၎င်းမိခင်ဆောင်ရသည့်ခေတ်ဖြစ်သည်သူတို့လမ်းထိပ်တွင်အစိုးရစက်ယုံတယုံရှိပြီးနောက်ထိုစက်ယုံအုတ်တိုင်းပြီးကားလမ်းမအနားတွင်တစ်သားဖိန်ခြေတန်းရှိဆောက်လုပ်ထားသည့်မိခင်တဲကလေးရှိသည်မိခင်ဆောင်ရသည့်ကာလတွင်လမ်းထဲရက်ကွက်ထဲမှလူများအရှိုးလျိုးတာဝန်များခွဲဝေပေးထားတော်လဲအများစုကတော့မိခင်လိုက်မဆောင်ကြပဲကင်းကျေးသာပေးကြသည်များသည်ထို့အခါဖိုးမောင်တို့လိုအလုံးမရှိအကိုင်မရှိရက်ကွက်ထဲကလူငယ်တွေအဖို့မိခင်ဆောင်ရသည့်ကအပိုးအဝင်းငယ်တစ်ခုပင်ခသည်မိခင်ကြီးများကိုမိခင်ဆောင်သည့်လူများအားခွဲဝေသည့်နေဆိုင်သဘောမျိုးဖြင့်ပြန်ရှင်းပေးခြင်းဖြစ်သည့်ယာအိမ်မှုကထိုးတာဝန်ကိုလွတ်ဆောင်ရလေသည်ဦးနေတောင်ကသူတို့ရက်ကွက်တွေယာအိမ်မှုဖြစ်သည်ဖြင့်ယခုလည်းမိခင်ကဲစာဖုံးမောင်ကိုလာအပ်သွားခြင်းဖြစ်သည်မိတတော်ခေဖြစ်ပါမလားအမလီဦးလေးတောင်ရဲ့ကျွန်တော်မိခင်ဆောင်လာတာအခုဆို3နှစ်လောက်ရှိပါပြီဗျအေးကွာတတိဝရိယတော့ထားရပါတယ်ကိစ္စမရှိပါဘူးဦးလေးတောင်ကျွန်တော်နေ့လည်ပဲအိတ်ထားပါတယ်ဦးလေးတောင်ကခေါင်းညိပြီးပြန်သွားတော်သည်ဖိုးမောင်ကတော့အိမ်ရှိကန်းတွင်စာအုပ်ဖန်ရင်လိတ်နေလိုက်တော်သည်ညနေရောက်တော့ဖိုးမောင်ကတုတ်တစ်ချောင်းကိုယူပြီးစိတ်လိတ်နဲ့မီးချစ်ကိုလွှဲအိတ်ထဲထည့်လိုက်လေသည်ဖိုးမောင်ကကုန်းတော်မစားတတ်ထို့နောက်ဖျောင်းနိုင်ရင်တန်မီကိုလည်းလွှဲအိတ်ထဲထည့်ဟဲ့သည်လိုမဲလေးခွက်နဲ့လောက်စာလုံး30လုံးလောက်ထည့်ထားပြီးစာအုပ်3-4အုပ်ထည့်ကလမ်းထိပ်လွှတ်ခဲ့တော်သည်ဖိုးမောင်ကရက်ကွက်ထဲမှာမတီးသူမရှိမိရင်သမားလုတ်ပြိုလိုက်လျင်ဖိုးမောင်ကိုသာတန်းမြင်ကြလေသည်ဖိုးမောင်ကမိခင်းဆောင်ရတွင်စိတ်ချရသည်ပုံမှန်ဆိုမိခင်းကိုလူနှစ်ယောက်ဆောင်ရသည့်ဖြစ်သဖြင့်အများစုကအလုသမားများကျောင်းသားများမှုအေးရပြမည်ဆိုသဖြင့်ဖိုးမောင်ကလက်ဖက်ရည်ဖိုးပေးကတယောက်တည်းဆောင်စီသည်ဖိုးမောင်ကတော့မိခင်းဆောင်ရသည်ကသမင်းစားရေတောက်ထင်းနေသဖြင့်တယောက်တည်းကပိုပြီးအေးဆေးဆေးရှိတယ်လို့ထင်ရသည်လမ်းထိပ်ရောက်တော့ည8 နာရီထိုးနေပြီဖြစ်သည်ဖိုးမောင်ကမိခင်းဆောင်ရန်ပြင်ဆင်ရတော့သည်ကင်းတဲလေးအတွင်းကင်းတောင်ထန်းလိုက်ပြီးနောက်သူ့ပစ္စည်းတွေကိုကြမ်းပြင်းပေါ်ပုံထားလိုက်တော့သည်ကင်းတဲချေလွင်းတွင်ကွေးပစ်ကလေးရိုက်ထားလဖြင့်ညလည်းတိတ်မမောင်သေးတော့ကြောင့်ထိုကွေးပစ်ကလေးပေါ်ထွိုင်နေလိုက်တော့သည်မကြခင်ဦးလေးတောင်ရောက်လာလေသည်သူ့လက်ထဲတွင်ဒန်ရင်နွေးကရာအုပ်ကလေးကိုကင်ထားသည်နောက်လက်တစ်ဖက်တွင်လည်းစတီးစလုံးကလေးတစ်လုံးကိုကင်ထားလေသည်ဒီနေ့နောက်ကြလာကြည့်လားဦးလေးတောင်နောက်ကြဆိုအိမ်မှာအလုပ်နည်းနည်းများနေလို့ပါကွာယောဒီမှာရီနွေးချမ်းအိုးနဲ့လက်ဖက်တုပ်ဒီလက်ဖက်တုပ်ကမျက်နှင်းတုပ်ပေးလိုက်ကလားမင်းကြီးတော့မျက်နှင်းတုပ်ပေးမလားငါမင်းမတုပ်ပေးတာပေါ့ကွာဖိုးမောင်ကပြုံးလိုက်တော့သည်မိခင်သမားများကိုပန်ပိုးပေးရသည်မှာယာယီမှုများဖြစ်သည်ကဲဖိုးမောင်ကြီးတခုခုအကြောင်းရှိလို့ကတော့တန်ချောင်းတာခောက်လိုက်ငါတော့ပြန်ပြီးတတိဝရိယရှိပါစီနော်ဖိုးမောင်ကောင်းနေလိုက်တော့ဦးလေးတောင်ပြန်သွားသည်မျက်နှင်းကဦးလေးတောင်ကြီးတူမဖြစ်သည်ဖိုးမောင်တော့နှင့်အသက်အရွယ်မသိမိ၏ဖြစ်သလိုတငယ်ချင်းတွေလည်းဖြစ်သည်10 တန်းအောင်ပြီးတော့ဖိုးမောင်ကအလို့မိမိအရာမရှိသေးမျက်နှင်းကလည်းဦးလေးတောင်ဖွင့်ထားသည့်စာအုပ်အငှားဆိုင်တွင်ထိုင်နေမုံတဆွတ်တစရင်းနေခဲ့ကြတာမှဖိုးမောင်ကတော့သူ့စိတ်ထဲတွင်မျက်နှင်းကိုတငယ်ချင်းထပ်ပိုးပြီးခင်ပြီးတော့သည်ည8 နာရီဆိုအလို့စပြီးဖြစ်သည်လမ်းသွားလမ်းလာများလည်းရှင်းပြဖြစ်ပြီးဖြစ်သည်ဖိုးမောင်ကမိကင်းတဲပေါ်တက်ခဲ့သည်မီးလာသဖြင့်မိကင်းတဲပေါ်မှမီးလုံးကလေးကမိန်ကလေးလင်းနေလေသည်ဖိုးမောင်လည်းမီးလုံးအလင်းကင်းစာအုပ်တအုပ်ကိုဖတ်နေသည်စာအုပ်ဖတ်လိုက်ပတ်ဝန်းကျင်ကိုလည်းတစ်ချက်လှည့်ကြည့်ရသေးသည်ချင်းတွေကချင်းတောင်အပြင်တွင်တဝီဝီအော်တန်ပေးလေသည်ဖိုးမောင်ကကင်းတဲပေါ်ရှိနာရီအသေးလေးတွင်ပြသနေသည်နာရီလက်တံကိုတတိထားနေရသည်တနာရီပြည့်တိုင်းတစ်ခါခောက်ရသည်9 နာရီဆိုရင်6 ချက်ခောက်ရသည်10 နာရီဆိုရင်10 ချက်ခောက်ရသည်သူတို့လမ်းထိပ်တွင်အသုံးမပြုတော့သည့်အစိုးရစက်ယုံဟောင်းကြီးတစ်ခုရှိနေတော့ထိုစက်ယုံပေလမ်းကလေးသည်သူတို့ရက်ကွက်မိန်လန်းထီသည်ထိုလမ်းကလေးတစ်ဖက်တွင်တော့လက်ဖက်ရည်ဆိုင်နှင့်ကြောင်းရှိသည်ကားလမ်းမပေါ်မေးတင်ထားပြီးထိုကားလမ်းမမှာလည်းလူသိပ်အသုံးမပြုသည့်ကားလမ်းမှာထီအထမနက်ပိုင်းလောက်တော့ကားများသွားလာပြီးညဘက်ဆိုကားကတနအီတစည်းတော်ပေါ်သွားကြပြီ
ဆောင်ထောက်စာအုပ်ဖတ်နေတဲ့ဖြင့်အလွန်စိတ်ဝင်စားစရာကောင်းနေတော်သည်စာဖတ်လိုက်ပဝင်းကျင်ကိုကြည့်လိုက်နာယီကိုကြည့်လိုက်နဲ့တယောက်တည်းပြားများနေရသည်ရေးစာလင်းရေနွေးချမ်းတောက်လက်ဖက်တို့စားပြီးနှက်နေရသည်နာယီလက်တံကိုကြည့်လိုက်တော့12နာရီထိုးပြီးထစ်သည်ကမန်းကရန်တန်ချောင်းကိုကောက်လိုက်ပြီးတွဲလောင်းဆွဲထားသည့်တန်ပိုက်လုံးကို12ချက်ခောက်လိုက်တော်သည်သူခောက်နေစဉ်မှာပင်ရက်ကွက်အတွင်းမှအခြားမီးကင်းတဲများကတန်ချောင်းခောက်တံများကအလိုလျိုထက်ပေါ်လာလေသည်တန်ချောင်းခောက်ပြီးတော့စာဆက်ဖတ်နေလိုက်သည်ညတနာရီတန်ချောင်းခောက်ပြီးတော့ဖိုးမောင်တော်တော်ညောင်းနေပြီဖြစ်သည်ထိုးကြောင့်မီးကင်းတဲကလေးပေါ်မှာလေကံပင်ဆင်းလိုက်တော်သည်ຫນွေညကပူလောင်အိုက်ဆက်လာသည်လေကလည်းငြိမ်နေသည်မို့ဖိုးမောင်တကိုယ်လုံးချွေးသည်ပြန်နေတော့သည်ကင်းတဲအောက်ဆင်းလိုက်သည်တစ်ချက်နှစ်ချက်လမ်းလျှောက်လိုက်တော့သည်အချိန်တော်ကြာခွေးနေသည်ခြေထောက်ကအခုမှအညောင်းသက်သာသွားတော့သည်ထိုအခါအပေါ့သွားခြင်းလာတဲ့ဖက်မြောင်းတပည့်တို့သာအလွယ်သွားလိုက်တော့သည်ရက်ကွက်တစ်ခုလုံးကတန်းခေါင်ကျော်ပြီးမို့တိတ်ဆိတ်နေလေသည်ဖိုးမောင်လည်းကွက်ဖြစ်တွင်ခဏထိုင်နေပြီးဆေးလီဖရာနေလိုက်သည်ရှပ်ရှပ်သူ့နောက်မှခြေတံကြားလိုက်သည်ဖိုးမောင်ကကားလိုက်မကြီးကိုကြောဖြတ်ထားတဲ့ဖက်ထိုဘက်ကိုလှည့်ကြည့်လိုက်သည်အလိုကောင်မလေးတယောက်ပါလားအသက်16နှစ်လောက်သာရှိဦးမယ်ထေရသည်ကောင်မလေးတယောက်ကကားလမ်းမအတိုင်းလမ်းလျှောက်လာလေသည်ခြေတံမှာတိတ်ဆိတ်နေသည်မို့အကျဲကြီးကြားနေတော်သည် ညီငှက်ကလေးတွေများလားဖိုးမောင်အကဲကဲကြည့်လိုက်တော့ကောင်မလေးကအပေါ်ကအကြီးအဖြူကိုဝစ်ဆင်ထားပြီးအကြီးရင်ဘတ်မှာလည်းတစိတ်ကလေးတစ်ခုကိုတွေ့ရသည်အောက်ကတပီကိုနတ်ပြာရောင်ဝစ်ထားပြီးဆွဲချင်းကလေးကြိုက်ထားသည်ဆွဲချင်းအတွင်းတွင်လည်းထမင်းကျွိုင်းနှင့်ရေဘူးကိုတွေ့ရတဲ့ဖြင့်စိတ်ယုံဝန်တန်းတူဖြစ်မိဟုဖိုးမောင်ကကောက်ချက်ချလိုက်သည်ထိုကောင်မလေးကဖိုးမောင်ကိုတစ်ချက်ကြည့်လိုက်ပြီးနောက်ရက်ကွက်လန်းအတွင်တို့လှမ်းဝင်လာတော့သည်ဖိုးမောင်အနီးရောက်တော့ဖိုးမောင်လည်းအငိမ့်မနေနိုင်တော့စိတ်ယုံကပြန်လာတာလားနောက်ကျနေပြီအဖိုးမပါဘူးလားဖိုးမောင်ပြောလိုက်တော့ကောင်မလေးကရက်တန့်တော်လေသည်စပင်အနက်နပ်ဖြည်းဖြည်းနဲ့အသားဖြူဖြူကင်းရင်မလေးဖြစ်သည်ဟုတ်တယ်အခုတလောနောက်ကျနေတာဒီအချိန်လမ်းမှာလူပြတ်နေပြီအန်တီရဲ့များတယ်ရပါတယ်ကိစ္စမရှိပါဘူးထိုကောင်မလေးကထိုးထိုးပြောပြီးနောက်ရက်ကွက်အတွင်တို့ဝင်သွားတော်သည်ဖိုးမောင်လည်းဆေးလိပ်ကိုချနှင်းလိုက်ပြီးနောက်မီးကင်းတဲကလေးအပေါ်သို့လက်ခဲ့တော်သည်ကင်းတဲပေါ်ရောက်သည့်အခါရက်ကွက်လိုင်းအတွင်တို့လှမ်းကြည့်လိုက်လေသည်ထို့သောလမ်းကြီးကဖြူးနေပြီးခုနကတွေ့ခဲ့သည့်ကောင်မလေးကိုမတွေ့တော့ဘူးလမ်းတွေကလေးထဲမြဝင်းထွားထလာမတည်ဘူးဖိုးမောင်ကပြောလိုက်ပြီးစာအုပ်ကန်ထနေလိုက်သည်ထိုစဉ်ရက်ကွက်အတွင်မှခွေးများကစူးစူးဝါးဝါအူကြသည်ထိုးဟောင်ကြလေသည်ဖိုးမောင်လည်းခွေးဟောင်တန်များကြားသဖြင့်ဟိုကြည့်ဒီကြည့်ကြည့်ရသေးသည်10မိနစ်ခန့်လောက်ကြာတော့ခွေးဦးတန်များရပ်သွားလေတော့သည်မနက်6နာရီထိုးမှပြန်ခဲ့တော့သည်အိမ်ရောက်တော့အမေပြင်ပေးသည့်နက်နက်စာကိုစားလိုက်ပြီးပြန်အိမ်နေလိုက်သည်ထိုညတွင်လည်းဖိုးမောင်တယောက်ထဲစောင့်ရဦးမီတက်သည်သူနှင့်အတူတာဝန်ကျသူကဘေးအိမ်မှကိုမောင်ဖြစ်သည်ကိုမောင်ကတခါမှမိခင်းမဆောင်ပတ်စံလာပိတ်လေးရှိသည်ထုံးစံအတိုင်းညနေရောက်တော့ကင်းတဲစီပြထွက်လာခဲ့သည်ကင်းတဲမရောက်ခင်မြန်နင်းစာအုပ်ဆိုင်ကလေးတွေဝင်ပြီးစာအုပ်တွေအပ်ပြီးနောက်ထပ်စာအုပ်တွေထပ်ငှားလာခဲ့သည်ညတနာရီထိုးပြီးဖြစ်သည်ထုံးစံအတိုင်းတန်ချောင်းခောက်ပြီးတော့လက်ဖက်တုပ်တစ်စုံခတ်စားလိုက်သည်ထိုအခါကားလမ်းမကြီးအတိုင်းလမ်းလျှောက်လာသည့်မနေ့ကတွေ့ခဲ့သည့်ကောင်မလေးကိုမြင်လိုက်ရပြန်သည်သူလည်းကင်းတဲပေါ်မှပြေးဆင်းလာခဲ့သည်ဒီနေ့လည်းနောက်ကျလာကြီးမှာဗျာကောင်မလေးကသူ့ကိုတစ်ချက်ကြည့်ပြီးပြုံးပြလိုက်လေသည်တကယ်ဆိုစက်ယုံကဖယ်ရီဒီပါဒီနဲ့ပို့ပေးရမှာညာကြီးမိုးချိုဗျာခမမကြောက်ဘူးလားဘာကိုကြောက်ရမှာလဲရှင်အောင်မလေးဗျာမတမာတဲ့ဒူနီနဲ့တွေ့ရင်ခမရေတင်းနဲ့မှာပေါ့ဗျာကောင်မလေးကဘာမှမပြောပဲဆက်သွားဖို့ပြင်းလိုက်သည်ဒါနဲ့ခမကိုအရင်ကမတွေ့ဘူးပါဘူးဘဲမှနေတာလဲရှစ်လန်းနေမှနေတာလေထိုသူပြောပြီးထိုကောင်မလေးကထွက်သွားပြန်သည်သူပြန်သွားပြီးမကြခင်ရက်ွက်ထဲမှခွေးများကဟောင်ကြဦးကြပြန်သည်ဘလူကောင်မလေးလည်းမသိဘူးအကြောက်အလန့်မရှိခွေးတွေဝိုင်းဆွဲလို့အကြိုက်ခံနေအောင်မဲဖိုးမောင်စိတ်ကလေးတွေးလိုက်တော့သည်နေဘက်တွေကတော့အိတ်လိုက်စားလိုက်စားဖတ်လိုက်နေမှုတိတ်တော်မထူးကြတော့ဘူးဒီလိုနဲ့နောက်တစ်နေ့ကိုရောက်ခဲ့ပြီဖြစ်သည်နာယီပြန်တစ်ချက်တီးပြီးတော့ဖိုးမောင်ကလမ်းမကိုငေးကြည့်နေပြန်သည်ထုံးစံတိုင်းလာပါပြီထိုးကောင်မလေးဆွဲချင်းကလေးကိုလွှဲပြီး
အေးလူလူလာလျှောက်လာဒီမို့ဖိုးမောင်လည်းကင်းတဲ့ကောင်မှပြေးဆင်းလာပြန်သည်လာပြန်ပြီးအိုးဘာတိုင်းကဘနှစ်ရက်တောင်ဆင်းနေရအောင်ပါလေတော်ပြီအဲ့ဒါတွေမပြောပါနဲ့တော့ရှင်ကောင်မလေးကသွားပြီးတော့မှပြန်လှည့်ကြည့်လိုက်လေသည်ဒါထက်ရှင်စာအုပ်ငှဖတ်တယ်မှာဖတ်တယ်မြာနင်းဆိုင်ကငှဖတ်နေကြတာဒါဆိုကျမကိုတခုမှကူညီပါကောင်မလေးကသူ့ဆွဲချင်းအတွင်းကဝစ်ထူစာအုပ်တအုပ်ကိုဆွဲထုတ်လိုက်လေသည်ဒီစာအုပ်ကလေးကိုအဲ့ဒီအမမြာနင်းတို့ဆိုင်မှာသွားပြန်အပ်ပေးနိုင်မလား ခမဲဘာသာတော့အတ်ပေါ်ဗျာလို့ပါရှင်ကျမတော့မအပ်နိုင်လို့ပါကောင်းပြီလီဖူးမောင်ကအစာအုပ်ကိုလမ်းယူလိုက်တော့သည်ဒါနဲ့ဘသူအပ်တယ်လို့ပြောလိုက်ရမလဲကေတီလို့ပြောရင်မျက်နှာတိပါတယ်ဖူးမောင်လည်းခေါင်းညိတ်လိုက်တော့သည်ကောင်မလေးကလမ်းတွင်းဝင်သွားတော့သည်ကင်းတဲပေါ်ရောက်မှတတိရတော့သည်စာအုပ်ခမတောင်းလိုက်ရခြင်းဖြစ်သည်ဒီကောင်မလေးတစ်နေ့လုံးတစ်ညလုံးအလုပ်တွေလုပ်နေလို့သွားမအပ်နိုင်တာဖြစ်မယ်စာအုပ်ငါးခါကိုငါပဲစိတ်ပေးထားလိုက်မယ်နောက်နေ့မှပြန်တောင်းလိုက်တော့မယ်တွေးပြီးနောက်စာအုပ်နောက်ဖုံးကိုလှန့်ကြည့်လိုက်သည်စာအုပ်ငါးခါကတရက်ကိုငါးချက်နဲ့ငါးထားတာတပတ်ထန့်ချီနေပြီဖြစ်သည်မနှက်စာစားပြီးတော့မအိတ်တော့ပဲရေမိုးချိုးလိုက်ကအဝတ်အစားလဲလိုက်သည်ပေါင်တာလူလိုက်သည့်အခါတွင်မွေးကြိမ်သွားလေသည်ဖုံးမောင်ကစာအုပ်များကိုယူပြီးအိမ်ကထွက်လာတော့နနက်9နာရီကျော်ပြီး10နာရီထိုးတော်မီမြင်းနှင်းစာအုပ်ဆိုင်က9နာရီလောက်ဆိုပုံမှန်ဖွင့်သည်ဦးလီတောင်လီခြံရှိမြေနေရာကလေးတွင်တစ်သားဖြင့်စာအုပ်အငှားဆိုင်ကိုစောက်လုပ်ထားခြင်းဖြစ်ပါသည်စောလာကြီးပါကိုဖုံးမောင်ရဲ့ဒီနေ့တော့စောစောအပ်ပြီးစောစောနားမလားလို့ဖုံးမောင်ကစာအုပ်များကိုလှန်ပေးလိုက်သည်အော်ဒါနဲ့ကောင်မလေးအယောက်ကစာအုပ်အခိုက်လိုက်တယ်နာမည်ကကေတီဆိုလားပဲမျက်နှင်းမျက်နှာတန်ထူးဆန်းသည့်အရေးအယောင်များကိုတွေ့လိုက်ရသည်မနောက်ပါနဲ့ကိုဖုံးမောင်ရဲ့စာအုပ်ကတော့ကေတီငှားသွားလေစာအုပ်ပဲအငှားကဘလောင်ကြတယ်လေအကိုဖုံးမောင်ခဏဆိုင်ထားပြီးနောက်တစ်ခါကေတီနဲ့တွေ့မှပြန်တောင်းလိုက်မယ်မျက်နှင်းမျက်နှာတွင်ကြောက်လန့်ထိတ်နှက်မှုများထူပေါ်သွားပြီအဲ့လိုတော့မနောက်သိမ့်ဘူးကိုဖုံးမောင်ရဲ့မျက်နှင်းကစာအုပ်ရတာနဲ့တင်ကြီးစုတင်နေတာအကိုပြောနေတဲ့အထက်နောက်စီရတစ်ခုမှမပါဘူးမျက်နှင်းပါတာပေါ့ကေတီနဲ့ဘာဒီလာပြောနေမှမသိဘူးအော်ကေတီလို့ပြောတာမျက်နှင်းကဘာဖြစ်နေတာလဲကိုဖုံးမောင်မသိဘူးလားကေတီကတည်သွားတာတပတ်လောက်ရှိပြီလေထိုးစံကားကြားလိုက်ရတော့ဖိုးမောင်ခေါင်းသားပန်းကြီးသွားသည်ဘာပြောတယ်မျက်နှင်းကေတီကတည်သွားပြီဟုတ်လားကိုဖုံးမောင်မထီဘူးလားဟိုတရက်ကစက်ယုံဟောင်းအရှိမဖယ်ရီစောင့်နေတဲ့ကေတီကိုကားတစ်စီးကဗရိတ်ပေါက်ဝင်တိုက်တာအဲ့နားတင်ပွဲချင်းပြီးတည်သွားတယ်လေဖိုးမောင်မျက်နှင်းပြောတာကိုသာနားထောင်နေရသည်ယုံတော့မယုံသေးဘူးဘလို့ဖြစ်နိုင်မှလဲမျက်နှင်းရဲ့အကိုညားကတောင်တွေ့ခဲ့သေးတယ်သူကပဲစာအုပ်လာပြန်အခန့်လိုက်တာသွားတော့ကိုဖုံးမောင်ရှင်းနေစကားမပြောချင်တော့ဘူးမျက်နှင်းကိုကြောက်မှန်းသည်လို့ခြောက်နေတာလားဖုံးမောင်စာအုပ်ပင်မငွားနိုင်တော့ပဲဆိုင်အတွင်းကပြီးထားခဲ့သည်သူဦးတည်နေသည်ကတော့ရှစ်လမ်းမှာကေတီအိမ်ကိုဖြစ်သည်ရှစ်လမ်းမှာအတွင်းကြသဖြင့်တတော်ကလေးပြေးလိုက်ရသည်လမ်းထဲရောက်တော့လမ်းထဲကလူတွေကိုမေးလိုက်ရသည်ထိုလူတွေကကေတီအိမ်ကိုညွှန်ကြားပြကြသည်ထိုလူတွေညွှန်ပြသည့်အိမ်ရှိရောက်လာခဲ့သည်အိမ်ရှိမှာကူလာဖြင်းထိုးထားသည့်ပလတ်စတစ်ထိုင်ကုန်များချထားသည်စပွဲကုန်များလည်းချထားလေသည်ဒန်အိုးကြီးတွေကိုလည်းတွေ့လိုက်ရသည်ကေတီတို့အိမ်လားဒန်အိုးကိုတိုက်ချွတ်လက်လွတ်နေတဲ့လူကခေါင်းညိတ်လိုက်သည်ဟုတ်တယ်မိုးအင်းကစားဖို့ဆိုရင်တော့နောက်ကျသွားပြီကိုလူရဲ့အိုးတောင်အခုဆဲတော့မလို့ကေတီအိမ်မှာမရှိဘူးလားကေတီဟိုရက်ကစုံသွားပြီလေဗျဒီနေ့တောင်သူရက်လဲဟာ哦ဖိုးမောင်ဘာမှပြန်မပြောတော့ပဲလမ်းဘေးမှာငိုးတို့ထိုင်ချလိုက်မိတော့သည်ဒါဆိုသူတွေ့ခဲ့တဲ့ကေတီကတရဲပေါ့ဖိုးမောင်ကညားဖက်ကင်းဆောင်ရင်းနဲ့မနက်တနေ့လုံးအိတ်နေသောမို့ရက်ွက်အတွင်ဖြစ်ပြနေတဲ့များကိုတိတ်မတိလိုက်ရသောကြောင့်ဖြစ်သည်ဖြစ်တော့လည်းဖြစ်နိုင်သည်သူတွေးခဲ့တဲ့ကေတီကစက်ယုံအဝတ်စားလေးဝတ်ထားပြီးလက်ကလည်းဆွဲချင်းကလေးကိုကင်ထားလေသည်စက်ယုံအတွားကားဆောင်ရင်ကားတိုက်သေးခဲ့ရတဲ့ကေတီဖြစ်နေဘူးမှာရာဂိုင်နှုံးပြည့်ဖြစ်နေတော့သည်
ထိုညတော့ဖိုးမောင်တယောက်တည်းကင်းမဆောင်ရတော့ဘူးဦးလီတောင်ကိုပြောလိုက်ရာဦးလီတောင်ကလည်းကင်းဆောင်ဖော်တယောက်ရအောင်ရှာပေးသည်လာဆောင်တဲ့သူကလည်းကိုထွေးဆိုတဲ့တရေကြောက်တတ်တဲ့လူတယောက်ဖြစ်နေပြန်သည်ယခုညတော့စာမဖတ်အားတော့ဖိုးမောင်ကကြောက်လန့်တငါးနဲ့နာယီကိုသာစိုက်ကြည့်နေမိသည်နာယီကတနာရီထိုးပြီးဖြစ်၍တန်ကြောင်းမခောက်သေးတဲ့ဖိုးမောင်ကိုကိုထွေးကလက်တို့လိုက်သည်ဖိုးမောင်လည်းတန်ကြောင်းတစ်ချက်ခောက်လိုက်တော့သူ့လက်တွေတုံယွနေလေသည်စိတ်ထဲမလာပါစေနဲ့လူသာဆူတောင်းနေမိသည်သို့တော့သူဆူတောင်းမကြည့်ခဲ့ဘူးရှက်ခြေတန်းကျဲတစ်ခုကိုကြားလိုက်ရသဖြင့်မိကင်းတဲပေါ်မှနေ၍မဝင်ရဲလှမ်းကြည့်လိုက်မိသည်ကိုထွေးကကေဒီကိုလှမ်းကြည့်လိုက်သည်ဘကကောင်မလေးလည်းမသိဘူးတယောက်ထဲလာတာစင်းကြည့်အောင်ဗျာကိုထွေးခေါ်တော့လေဖိုးမောင်မစင်းရဲတော့ဘူးမစင်းနေပြီအဲ့ဒါကေတီပဲကိုထွေးကခေါင်းကုပ်လိုက်သည်ဘကကေတီလေကေတီကဘာတူလဲအရှင်တစ်ဖက်ကစက်ယုံဟောင်းအရှိမကားဆောင်နေတဲ့ကေတီကိုကားတစ်စီးကဘရိတ်ပေါက်ပြီးဝင်တိုက်တာအဲ့နာတင်ပွေးချင်းပြီးတေးသွားတာလေကိုထွေးမျက်နှာသွေးမရှိတော့ဘူးဖိုးမောင်မင်းတကယ်ပြောတာလားတကယ်ပြောတာကျုပ်သူနဲ့တွေ့နေတာ3ရက်လောက်ရှိပြီတရေကြောက်တတ်တဲ့ကိုထွေးနဲ့ကေဒီကိုကြောက်နေတဲ့ဖိုးမောင်တို့မှကြံရမရတော့ဘူးကင်းတဲကလေးပေါ်မှာဝတ်နေလိုက်ပြီးကေဒီဖြတ်အသွားကိုသာစောင့်ကြည့်နေလိုက်ကြတော့သည်ခြေတံကတဖြည်းဖြည်းနီးလာလေသည်မင်းမြန်သွားပါလို့စိတ်ထဲကကြိုက်ဆူတောင်းနေမိသည်သို့တော့ထိုးဆူတောင်းကမပြည့်ပြန်တော့ခြေတံကသူတို့ကင်းတဲအောင်မှရပ်သွားလေသည်ကိုဖိုးမောင်အတန်ဆဆာနဲ့သူ့ကိုလှမ်းခေါ်နေလေသည်ကိုထွေးကဖိုးမောင်ကတောင်းတက်သွားကြတော့သည်ဖိုးမောင်မင်းကိုခေါ်နေတာဟာမထူးချင်ပါဘူးဗျအဲ့လိုတော့မလုံးနဲ့ကွာတရေမကသူခေါ်တာမထူးလို့ဆိုပြီးတို့ကိုဂုတ်ချုပ်ဆက်သွားရင်ဒုက္ခကိုထွေးပြောနေကိုတရေမကြောက်တတ်ကေဖိုးမောင်ကလက်ခံသွားလေသည်ထို့ကြောင့်လေထန်လေးနဲ့ပြန်ပြီးထူးမိလေတော့သည် ခမည်းဝိထုစာအုပ်အပ်ပြီးပြီလားအပ်ပြီးပါပြီဒါဆိုလဲပြီရောဒါနဲ့စာအုပ်အခပေးခြင်းတို့စင်းယူပါအောင်လားဗျာမစင်းယူတော့ပါဘူးမဟုတ်တာပဲရှင်လာယူပါတော်ပါပြီကျွန်တော်စိတ်ပေးလိုက်ပါမယ်ဒါဆိုလဲကျေးဇူးတင်ပါတယ်တွားပြီနော်ထို့သို့ပြောပြီးနောက်ခြေလန်းကရက်ကွက်အတွင်းသို့ဝင်သွားတော့သည်ကိုထွေးနဲ့ဖိုးမောင်ကကြောက်နေတော့လဲကေတီတွားပြီလားဟုထင်ပြီးကင်းတဲကလေးအပေါ်မှာလှမ်းကြည့်မိလိုက်တော့သည့်အချိန်ကိုက်ပင်ကေတီကသူတို့နှစ်ယောက်ကိုလဲပြန်ကြည့်လျက်တစ်ချက်ပြုံးပြနေလေသည်သို့သောသူပြုံးပြသည့်အပြုံးမှာလူအပြုံးမဟုတ်တရေအပြုံးကြီးထဲသည်မနေ့ပင်မလင်းလိုက်9 နာရီထိုတန်ကာတော်များဆွန်းကြွက်သည့်အခါတွင်သူတို့လည်းတခါတည်းအိမ်သို့တန်းသေးကြလေသည်ဖိုးမောင်ကြောက်ဖျားတော့သည်လူကအဖျားတွေတက်ပြီးတုံးရင်းနေသည်ကိုထွေးကပါဇက်ဖွာသည်ဖြင့်ဖိုးမောင်တို့ကေတီနှင့်ကြုံသည့်ကိစ္စကပြန့်နှံ့ထွားတော့သည်ထိုသတင်းပြန့်ထွားပြီးကလေးကမိခင်းကိုတယောက်တည်းမဆောင်ဝန်းကြ4 ယောက်လောက်ဝိုင်းဆောင်ကြလေသည်9 ရက်ခန့်ကြာမှဖိုးမောင်ထူးထောင်းပြန်ဖြစ်လာသည်နေ့လည်ခင်းစံပြုတ်ထောင်းပြီးတော့ဆေးတပြားကိုမောက်တောက်လိုက်သည်ထို့နောက်တိုင်ကတ်နာရီကိုကြည့်လိုက်မိသည်နေ့လည်တနာရီထူးနေပြီဖြစ်သည်ကိုဖိုးမောင်အိမ်ဖော်တက်ခဲ့မင်းနော်ထိုအတန်ကိုကြားလိုက်တော့ဖိုးမောင်တုန်တက်သွားသည်အတန်ကိုထူးခြားသူမှတ်မိနေသည်ထိုအတန်ကကေတီအတန်ပင်ဖြစ်သည်အိမ်ပေါ်ကိုမြာနင်းနှင့်ကေတီတက်လာလေသည်နေခင်းကြောင်တော်ကြီးတရေကိုမြင်လိုက်ရသည့်ဖိုးမောင်မှာလိပ်ပြလွင်းမတက်ဖြစ်နေတော့သည်မကြောက်ပါနဲ့ကိုဖိုးမောင်ရေမြာနင်းရှင်းပြပါမယ်သူကတရေဘာလို့ငါအိမ်ပေါ်ရောက်နေတာလဲကျမကကေတီမဟုတ်ပါဘူးကေတီနဲ့ဒလန်းနဲ့နေတဲ့မျိုးပါဟင်ဒါဆိုနင်ကလူပုတ်ဟုတ်ပါတယ်အဲ့ဒီရက်ကညပိုင်းအိုဗာတိုင်း4 ရက်ဆင်းရတဲ့အတွက်မျိုးကညနောက်ကျမှပြင်ရောက်လျင်ကိုဖုံးမောင်နဲ့တွေ့ခဲ့တာပါနောက်ပြီးစာအုပ်ကလည်းမျိုးက KTC ကနေအဲ့ဒီစာအုပ်ကိုငှားဖတ်ထားတာပါကိုဖုံးမောင်ကိုပြန်အပ်ခိုင်းလို့ KT ငှားထားတဲ့စာအုပ်ဖြစ်လို့ KT ငှားတာလို့ပြောခိုင်းရတာပါရှင်ငါထဲဒီကောင်မလေးဖိုးမောင်ကဒေါသထွက်ပြီး
မျိုးမျိုးကိုပြေးရိုက်ဖို့လှုပ်လိုက်သည်မြန်နှင်းနဲ့ဖိုးမောင်အမေတို့ကဖိုးမောင်ကိုဝိုင်းပြီးဆွဲထားလိုက်ကြတော့သည်ပရိသတ်များခင်ဗျာဒီနေ့တင်ဆက်မှုကိုတော့ဒီလောက်နဲ့ပဲရပ်နားခြင်းတယ်ဇလန်လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် like and subscribe လေးလုပ်ပေးကြဖို့တောင်းဆိုခြင်းတယ်ပရိသတ်များအားလုံးကိုကျေးဇူးအထူးတင်ပါတယ်